900ရှိလာရင်တော့တစ်နှစ်အတွင်းအဲ့ဒီပတ်စံတွေအကုန်ကုန်သွားမယ် mindset မျိုးရှိနေလားဘာကြောင့်လူအချို့ကဘာမှမရှိရနေတန်းကျထရီဖြစ်လာပြီးအချို့ကတော့အလုပ်တွေဘယ်တော့ပဲစူးစမ်းလုပ်ငကိုနေရမှာပဲလည်နေရတာလေအဖြေကတော့ခင်ဗျားရဲ့အလုပ်ကိုင်မှာမဟုတ်ပါဘူးခင်ဗျားရဲ့အချိန်ကိုရောင်းချပုံမှာရှိနေတာပါဒီနေ့မှာတော့ခင်ဗျားတို့တက်လုံးအတွေးခေါ်အဖြစ်ငွေကြီးကြေးကြုံအဖြစ်ကနေဘယ်လိုဖြတ်စည်းသွားလဲဆိုတဲ့အဖြေကိုပေးမှာပါလူများစုရဲ့ mindset ကငါတနားရီလုပ်ရင်ဘယ်လောက်ရမလဲ8နာရီလုပ်ရင်ဘယ်လောက်ရမလဲဆိုတာပါပဲဒါကို linear income လို့ခေါ်ပါတယ်ဒီတွေးခေါ်ရှိနေတွေခင်ဗျားမှာအချိန်ရှိမှပတ်စံရပါလိမ့်မယ်အချိန်ကုန်သွားရင်ပတ်စံလည်းမရတော့ပါဘူးဒါကခင်ဗျားရဲ့ဝင်ငွေကိုခင်ဗျားရဲ့ခန္ဓာကိုယ်စွမ်းရင်ပေါ်မှာပဲပိတ်လောင်ထားတဲ့သဘောပါဒါဆိုအောင်မြင်သူတွေကဘယ်လိုတွေးလဲသူတို့အချိန်ကိုမရောက်မအောင်သူတို့ကစနစ်ဒါမှမဟုတ်တန်ဖိုးကိုဖန်တီးပါတယ်သူတို့အဲ့ချိန်မှာတော့ငွေဝင်နေမဲ့နီးနှံကိုအရင်ဆုံးပင်ပန်းခံတည်ဆောက်ကြပါတယ်ဥပမာစာအုပ်တော့ရေးလိုက်တယ်ဗီဒီယိုကလစ်တစ်ခုလုပ်လိုက်တယ်ဒါမှမဟုတ်ယူနစ်ညှို့နှံမှုတစ်ခုလုပ်လိုက်တာဟာအလုပ်လုပ်တဲ့အချိန်ကတစ်ချိန်ကြီးဖြစ်ပေမဲ့ရလက်ကတော့တက်လုံးပြန်ဝင်နေတာမျိုးပါဒီနေ့ကစပြီးကိုမေးကြည့်ပါငါအလုပ်မလုပ်ပဲနေတော့ငါစီကိုဝင်လာမဲ့အရာတခုငါမှရှိပြီးသားလားဆိုတာကိုမေးပါဘာမှမရှိသေးဘူးဆိုရင်ခင်ဗျားအန်ရရှိတဲ့ဇုံထဲမှာရှိနေပါတယ်အဖြေကတော့အချိန်နဲ့ပတ်စံလဲမဲ့အစားအချိန်ကိုပိုင်ဆိုင်မှု access တိစောက်ဖို့အတွက်သုံးပါစင်ရချင်းဆိုတာပတ်စံမရှိတာတဲ့အတွေးခေါ်မရှိတာကပိုကြောက်ဖို့ကောင်းပါတယ်ခင်ဗျားရောအချိန်ကိုရောင်းစားတူလားတန်ဖိုးကိုရောင်းတူလားဆိုတာ comment မှာရိုးတသားဖြစ်ခဲ့ပါအောင်ဒီလို mindset ပြောင်းလဲပေးမဲ့အကြောင်းအရာတွေကိုသိချင်တယ်ဆိုရင်တော့ my friend channel ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့